Iti pido bhagava arahanta buddho Vaisa sarana dambano dukkado loka vidhu Anodaro purita dhamma dharati tatha deva manodana buddho bhagava Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Tathangaya kiletaru vadana daliyato ngwemya mangwe maye win paido Shwe saipyanti lonta shin yue mimin bidu jibu goyo Aluro man budo go kanyuro mudai do iye jang jang li Arahara udo gono jibshe Anchiwe magong pyama bondayao Bien lai joja tinsharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina tabinya aswamagabhin Myathinkara vikara ni lakana pinya nibbandahu Nga ye tiya nyirangu Phawpyan mashi gurorain tiro mudato ye jang jang li Dhamma Dhambuddho Dhamma Dhambuddha udo guno jibshin Anchiwe magong pyama bondayao pyan lai joja tinsharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Dhamma shiva namyo aphin hoda pinya nyawizati Nibbana dhamya yadu sakayam phin amandindi Ajit sarana sangawani takwa udum pisono mudo ye jang jang li Vaisa sarana dambano Vaisa sarana dambana udo guno jibshin Anchiwe magong pyama bondayao pyan lai joja tinsharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Dibingara tuchadani chiroyin mamangin diri bori mandai Kanwa bayao sekai barami sompi niliya Dongli bawa miyata dai dukha siwa chindo apshin Mai mayu maisa huga samyu dasi maganyibe Tati tamazin mapyashin laya tabi nyando ya yang yo yue Chwaro mugedo yi jang jang li Dugado dugara udo guno jibshin Anchiwe magong pyama bondayao pyan lai joja tinsharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Tadoka tathingkhara hu loka thumbon along song tho Ayong thin swa pai chaga phin kaung swa gong sin thi myin no mu tho ye jang jang li Loka vidhu tho gong no ji phin Anchiwe magong pyama bondayao pyan lai joja tinsharo mubabedi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Soma tiyan tatawa mando Chau tan lin chau myau tan myau yue Ao ao thak gong sin sin song bo phong phong tin pi asin phi laya
င်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မသာရတိအနုတ္တရောပုရိသဓမ္မသာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငယ်သားနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိဇရာမရဏဥကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတရားပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလာကောင်းငယ်ပြား၌ပေါ်ပါလင်းမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အဘူးကြီးမားလေးအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စပိညာဉ်ကိုဝိဇ္ဇာလောကတက္ကနာချင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားတည်ဟူသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစောခြင်းဟူသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစားရမကျွင်းပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွမ်းမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဣ
ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤခုနေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤခုနေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေဤယရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတ္တိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအာတုလံသီလကောင်းနေသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဟုသုံးလူသည်ခြေဓမ္မရထိုထားရှင်တော်မြတ်ဘုရားကိုဒီလောဧဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယားဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သရှင်း၍မင်းမင်းပြည်သူကြည်ဖြူကိုရောအလူတော်မှန်ပူဇော်ကိုခံရတော်မူတတ်သောဤအကြောင်းကြောင့်လီအရဟံရဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသဗ္ဗညံအားဆွမ်းပကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူတတ်သောဤအကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏတော်ကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြလိုင်ကြောကြအထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရဲ့သို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါးနှင့်တကွဥဒုံပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတမနာဟုသောဂုဏတော်ကြီးဖြင့်အံချီမကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြအထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣ
တိပိမိနာဇာကာရဏိနာဒီပင်ကရာထွချသနေခြေတော်ရင်မာမန်ကင်းတိရိဘောရိမန္တိုင်းခံဝါပိုင်အောင်စေခိုင်းပါရမီဆုံးပြည့်ညီလျက်သုံးလီဘဝမြာတတ္တာဤဒုက္ခစီးပွားခြင်းသောအဖြစ်မိုင်မာယူမိစ္ဆာဟုကသံမြူတစီမကန့်ညီပဲတတိတံပဇင်မပြည့်ရှင်လျက်သဗ္ဗညံတော်ရကြောင်းရော၍ကြွတော်မူခဲ့သောဤကြောင်းကြောင့်လီဒုက္ခတောဒုက္ခရဟုသောဂုဏ်တော်ကြီးဖြင့်အံချီဝိမကုံမြမဘုံတရားပြန့်လိုက်ကြောကြားကထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာတတောကသသင်္ခါရဟုလောကသုံးဘုံအလုံးစုံသောအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတရားပြန့်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဆုံးမသိယံတတဝမံသော6တလင်း6မြောက်တံမြောက်၍အောက်ထက်ကုံစင်စင်ဆုံးဖို့ဘုံဘုံသင်ပြီးအစဉ်ဖိလျက်ယင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြန့်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခရီးလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတရားပြည့်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတရားပြန့်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စ
စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇာလောကတက္ကနာချင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွာဤမတော်ပြီးစီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤခုနေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေလောကမေကိတိဗျာပိတံအတုလဓမ္မယာဇာနဝန္ဒာမိတိဟိတာရရံဧဝံနဝယေကုနေဤရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတ္တိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုစိုးတော်မူထသောအတုလံသီလခေါင်းဤသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးတိုက်တရဟုသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းထောမနာပနာညွန့်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သရှင်း၍မင်းမင်းပြည်သူကြည်ပြုကိုရောအလူတော်မှန်ပူဇော်ကိုခံရတော်မူတတ်သောဤအကြောင်းကြောင့်လီ
ဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုန်မြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာသဗ္ဗညံအားဆွမ်းမကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူသော၏အကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုန်မြမဘုံတိုင်အောင်ပြလိုင်ကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြစ်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရဲ့သို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါးနှင့်တကွဥဒုံပြည့်စုံတော်မူသော၏အကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတမ္မနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုန်မြမဘုံတိုင်အောင်ပြန့်လိုင်ကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာဒီပင်ကရာထွချသနေခြေတော်ရင်မာမန်ကင်းတိရိဘောရိမန္တိုင်ခံဝါပိုင်အောင်စေခိုင်ပါရမီဆုံးပြည့်ညီလျက်သုံးလီဘဝမြတ်တတ္တိဒုက္ခစီးပွားခြင်းသောအဖြစ်မိုင်မာယူမိစ္ဆာဟုကသံမြူတစီမကန့်ညီပဲတတိတံပဇင်မပြည့်ရှင်လျက်သဗ္ဗညံတော်ရကြောင်းရော၍ကြွတော်မူခဲ့သောဤကြောင်းကြောင့်လီဒုက္ခတောဒုက္ခရဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုန်မြမဘုံတရားပြန့်လိုင်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာတတောကသသင်္ခါရဟုလောကသုံးဘုံအလုံးစုံသောအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုန်မြမဘုံတိုင်အောင်ပြန့်လိုင်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာဆုံးမသိယံတတဝမံသော6တန်လင်း6မြောက်တန်မြောက်၍အောက်ထက်ကုန်စင်စင်ဆုံးဖို့ဖုံဖုံသင်ပြီးအစဉ်ဖိလျက်ယင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုန်မြမဘုံတရားပြန့်လိုင်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသာကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခီလမ
ရွှေနမ်းမြင်ငူပြည်နေဘူးတို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြလိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘဝတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇံလောကတက္ကနာခြင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာစား၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွာ၏မတော်ပြီးစီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဤခုနေလောကံမိကိတ္တိပြာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုနေလောကမေကိတိဗျာပိတံအတုလဓမ္မယာဇာနဝန္ဒာမိတိဟိတာရရံဧဝံနဝယေကုနေဣယရဟတာသလာတိကိုပြသောဂုဏ်တော်တို့ဖြင့်
လောကမီဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလကောင်းနေသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးတိုက်တရဟုသုံးလူသိခြေဓမ္မရထုထားရှင်တော်မြတ်ဗျာဟုဒီလောဧဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမီဂုံတော်ထုံမွန်းဘုံတော်မန်လျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သရှင်၍မင်းမင်းပြည်သူကြည်ဖြူကိုရောအလူတော်မှန်ပူဇော်ကိုခံရတော်မူတတ်သောဤအကြောင်းကြောင့်လီအရဟံရဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသဗ္ဗညံအားဆွမ်းပကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူတတ်သောဤအကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတိုင်အောင်ပြလိုင်းကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရဲ့သို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါးနှင့်တကွဥဒုံပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတမ္မနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒီပင်ကရာထွချသနေခြေတော်ရင်မမန်ကင်းတိရိဘောရိမန္တိုင်ခံဝါပိုင်အောင်စေခိုင်ပါရမီဆုံးပြည့်ညီလျက်သုံးလီဘဝမြတ်တတ္တိဒုက္ခစီးပွားခြင်းသောအဖြစ်မိုင်မာယူမိစ္ဆာဟုကသံမြူတစိမကန့်ညီပဲတတိတံပဇင်မပြည့်ရှင်လျက်သဗ္ဗညံတော်ရကြောင်းရော၍ကြွတော်မူခဲ့သောဤကြောင်းကြောင့်လီဒုက္ခတောဒုက္ခရဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကား
သောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာတတောကသသင်္ခါရဟုလောကသုံးဘုံအလုံးစုံကိုအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုသောဂုံတော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြတင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဆုံးမသိယံတတဝမံသော6တန်လင်း6မြောက်တန်မြောက်၍အောက်ထက်ကုံစင်စင်ဆုံးဖို့ဖုံဖုံသင်ပြီးအစဉ်ဖိလျက်ယင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိဇရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြလိုက်ကြောကြတင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာဇာကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသဏ္ဍာန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုရောမြတ်ဤစိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇာလောကတက္ကနာချင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောဇောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ဣ
ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှာစား၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနီကျတိမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရီဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွာမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုဏေလောကမေကိတိဗျာပိတံအတုလံဓမ္မယာဇာနဝန္ဒာမိတိဟိတာရရံဧဝံနဝယေကုဏေဤယရဟတာသလာတိကိုဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတ္တိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလခေါင်းဤသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးတိုက်တရဟုသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာကိုဒီလောဧဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖရာ